Hello ဒီတစ်ခါမှာတော့ Osaka တဝိုင်းမှာမြန်မာတန်ပေါက်မဟုတ်ဘဲနဲ့နီပေါဆိုင်ရာတန်ပေါက်ကိုစားကြည့်ကျင်တဲ့သူတွေအတွက်စားလို့ကောင်းတဲ့ဈေးလဲရန်1200ပဲရှိပြီးတော့တောက်စရာဒိန်ကျင်မှာပါတဲ့ဆိုင်လေးဆိုင်အောင်ရေမုံပြပြပေးချင်ပါတယ်ဆိုင်လေးကဘယ်လိုသွားမလဲဆိုရင်ဒီဥမေဒဘူတာနေသွားမယ်ဆိုရင်တာနီမရှိလိုင်းတီလိုင်းကိုစီးပြီးသွားလို့ရှိရင်ရေမုံတို့မီယာခိုကြီးမှာပေါ့ဒိုင်းနင်းချိသွားတဲ့ဘက်ကိုသွားပါပြီးတော့ရင်စမ်ဘာယာရှိ station မှာဆင်းပြီးသွားရင်81ကနေထွက်ပါ81ကနေထွက်လို့ရှိရင်ဆိုင်လေးကပို့ပြီးတော့နီးတယ်ပေါ့နော်AC1 နေထွက်ပြီးသွားလို့ရှိရင်အဲ့တောင်းကွေလေးမှာတက်ကိုရကိစ္စအကြီးကြီးရှိရပေါ့နော်ပြီးတော့ရင်လှမ်းမြင်နေရတဲ့မီပွိုင်းမှာအဲ့ဒီမီပွိုင်းကိုဖျက်လိုက်တာနဲ့တန်းတန်းလျှောက်သွားရင်ဆိုင်လေးကရောက်ပါပြီမီပွိုင်းဖြတ်ပြီးရနဲ့တန်းတန်းမဲအဲ့လမ်းကြားတဲ့ကိုတန်းတန်းမဲလာပေါ့နော်လာပြီးသွားလို့ရှိရင်အဲ့ဒီမှာမှတ်ရလွယ်အောင်တီးနဲ့ရောင်းတဲ့ဆိုင်လေးအကုန်စုံဆိုင်လေးလည်းရှိပါတယ်အဲ့ဆိုင်လေးတွေဖြတ်ပြီးသွားလို့ရှိရင်သူမှအရှိမမြင်နေရပြီပေါ့နော်နေပါရုအလံလေးပါအဲ့ဆိုင်လေးပါဆိုင်လေးကတော့ကဲအခုဆိုရင်တော့ဆိုင်လေးကိုရောက်ပါပြီဆိုင်ရကြတော့ရမုံတို့သားဂျားရက်မို့လို့လားတော့မသိဘူးလူရှင်းနေပေါ့နော် Saturday Sunday ဆိုရင်တော့မပြောတတ်ပါဘူးဒါလေးကတော့ဆိုင်မှာရနိုင်တဲ့ menu လေးတွေပါဆိုင်မှာဆိုရင်ရမုံတို့ဒံပေါက်အပြင်တခြားဒီနံပြားဥမှာဒီခါရီအနှစ်မျိုးမျိုးနဲ့စားတဲ့ဟာလေးလည်းရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်တို့ဒီတခြားဘီယာတို့ဘာလို့အဲ့လိုမျိုးဆက်တွေလည်းရှိတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီကတော့ရမုံတို့စားမဲ့ဒံပေါက်ပေါ့နော်သူကရန်1200ပဲရှိတယ်ဒံပေါက်ကိုမှသူကဒီမှာကိုကကြက်သားနဲ့စားမှလားပြီးရင်စိတ်သားနဲ့စားမှလားပဇွန်နဲ့စားမှလားပေါ့အမျိုးမျိုးရှိပါတယ်ဒါလေးကတော့ဆိုင်လေးရဲ့အပြင်စင်လေးပါရမုံတို့ကတော့ခုနရန်1200တဲ့ဓာတ်ပေါက်မှလိုက်ပါတယ်ပြီးတော့ရင်ဒိန်ကျင်လေးတယောက်တစ်ခွက်စီမှလိုက်တယ်ပေါ့နော်သူ့ရဲ့ဒိန်ကျင်လေးကတောက်လို့ကောင်းမဲ့ပုံလေးပါပြီးတော့ဘိုင်းရအကြီးကြီးပဲဆိုပြီးတော့မကုံမှမပူပါနဲ့သူကလုံးဝမအီဘူးပေါ့နော်မြန်မာဓာတ်ပေါက်လိုမျိုးစီတွေအနှစ်တွေအရင်မပါဘူးစီတိတ်မပါဘူးပေါ့နော်ဒါကြောင့်ကုံပါတယ်စားနိုင်တယ်ပေါ့နော်ရမုံတော်မှမစားနိုင်ဘူးထင်တာသူကလုံးဝမအီဘူးပေါ့နော်ဒါကသူတို့ဆိုင်ကအချင်းလေးပါဒါကတော့အယိုးတော်မကြံအောင်လို့ကြိတ်နေတဲ့အမကြီးပါကဲဒိန်ကျင်လေးကလည်းတောက်လို့ကောင်းတယ်ပေါ့နော်ဒါကြောင့်တက်ဆက်ကြည့်ကြပါ